ဒီချက်တွေကြောင့်ကိုယ့်ရဲ့ဖုန်းဘက်ထရီကမြန်မြန်ပျက်စီးနေရဆိုတာကိုသတိထားမိကြလားမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကကြတော့လူတွေသတိမထားမိပဲနဲ့လုံးမိနေတဲ့ဖုန်းဘက်ထရီကိုမြန်မြန်ပျက်စီးစေတတ်တဲ့အချက်၃ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်နံပါတ်1 0% ဒီကောင်အောင်သုံးပြီးတော့မှအပြန်သွင်းတာနံပါတ်2အားသွင်းနဲ့ဂိမ်းပြင်းထန်ဆိုတာဖုန်းရပူလာရင်ဘက်ထရီကပွာလာတတ်ပါတယ်နံပါတ်3 quality မပြည့်မီတဲ့အာသွင်းကြိုးတွေကိုအသုံးပြုတာဥပမာအနေနဲ့ကိုနဲ့ဝက်မကိုက်တဲ့အာသွင်းကြိုးကိုသုံးတာတွေ့ရအာသွင်းကြိုးတွေကိုသုံးတာမျိုးတွေဆိုရင်လည်းဖုန်းဘက်ထရီကိုထိခိုက်စေနိုင်ပါတယ်ဒီကိုရှာမိမယ်လဲကိုယ့်ရဲ့ဖုန်းဘက်ထရီကတက်တန်းကြာလို့အမခံတော့ဘူးဆိုရင်တော့ KTA service ကိုသတိရဖို့အတွက်ပြချင်ပါတယ် iPhone user တွေအတွက်လည်း iPhone ဘက်ထရီနဲ့ပတ်သက်ပြီးတော့ KTA service မှာအထူးစီစဉ်လေးရှိပါတယ်ရှင်အဆုံးလေးလိုက်ကြည့်ပေးကြပါဦး KTA မှာ iPhone ဘက်ထရီကိုလာလဲရမယ်ဆိုရင်ယုံကြည်စိတ်ချမှုကိုအပြည့်အဝရနိုင်တဲ့အပြင်အမခံရန်ဒီတစ်နှစ်ကိုလည်းထည့်ပေးထားတာမလို့ပတ်စံကုန်ရအကျိုးနဲ့စီရပါမယ်ကိုဖုန်းပေါ်ရဲ့ဘက်ထရီဈေးနှုန်းလေးတွေကိုသိချင်တယ်ဆိုရင်တော့ Pay Messenger တော့၎င်း Viber မှာတော့၎င်းလာရောက်မေးမြန်းနိုင်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်ရှင်